တာလီဇောပါနေရာနမ်ပရမာရောက်ပြီးနေတဲ့ကျွန်တော်တို့ချိတ်တဲ့ရခိုင်လူမျိုးတီတော့ကျွန်တော်တို့ရခိုင်ခရစ်ယာန်တီကနေပြီးမိဖာညီကိုမုံနမတီအတော့အုံမရခရရဖို့ကျွန်တော်တို့ရဲ့အသက်တာအင်ထော်ရေးအလောက်အကိုင်းပျော်ရွှင်မှုတီကိုနေရစင်တိုင်းမှာထာဝရကာလအထိခံစားရရှိဖို့နာတော်တာဆောင်ပြီးခဲ့ပါလို့ရိုတေဇော်နဲ့ဖိတ်ကရာအပါရီဆာလာဘရီကေဖရတ်တခေါင်ကိုအတူဖန်ဆောင်လေလူတီအမြောက်ကြီးမင်းတွေမင်းခွန်းဖိတ်ပါတယ်ဖရတ်တခေါင်ကကောက်ခွန်နဲ့အမေရိကကိုဖန်ဆောင်တယ်စကြဝဠာကိုဖန်ဆောင်တယ်အရာခတ်တင်ကိုဖန်ဆောင်တယ်လို့တမန်ကျမ်းစာမှာဖော်ပြထားပါတယ်ရပ်ပိတ် project တွေခါမှာတချို့တီက project ရပ်ပိတ်ဆိုကေရဖရတ်တခေါင်ကိုအတူဖန်ဆောင်လေဖရတ်တခေါင်ဇာကဖိတ်လာစောလေဆိုပြီးကမင်းခွန်းတီမောင်များစောကျွန်တော်တို့ကြရပါတယ်ဒီနေ့ခါမှာဖရတ်တခေါင်ရေဇာပိတ်ဖိတ်တယ်နေစောလေဆိုရအကလောရာနဲ့ပတ်သက်လို့ရှောင်းပါရီဖရတ်တခေါင်ကငါ့ကိုအတူဖန်ဆောင်လေဆိုစောကိုတီးချောင်းကေကျန်းစာကိုဂရေပါငါအတူလဲဇာပိုင်ပုံစံရှိလေဆိုစောကိုတီရာလိမေလို့ပြောပါတယ်အတော်နဲ့ဖရတ်တခေါင်ရအတူလဲဇာပိုင်ဖရိတ်လာစောလေဆိုစောကိုတီးချောင်းရလို့ဆိုပါကေတမကျန်းစာကိုဂရေဖို့လိုအပ်ပါရီဇာကောလေးဆိုကေဖရတ်တခေါင်ဤဖရိတ်တေမှုတော်တော်များများကိုတမကျန်းစာထဲမှာဖော်ပြထားပါတယ်တမကျန်းစာကိုလေးလာကေဖရတ်တခေါင်ဤဖရိတ်တေမှုကိုကျွန်တော်နားလေရပါတယ်တမကျန်းစာထဲမှာအစာအုပ်နဲ့နှုတ်ကပတ်တော်ရှိ၏နှုတ်ကပတ်တော်သည်ဖရတ်တခေါင်နောက်အတူရှိ၏နှုတ်ကပတ်တော်သည်လေဖရတ်တခေါင်ဖရိတ်တော်မူ၏လို့ဖော်ပြထားစောကိုတွေ့ရပါတယ်အစာအုပ်နဲ့နှုတ်ကပတ်တော်ရှိပါလေလေရနှုတ်ကပတ်တော်ဆိုရယ်ဖရတ်တခေါင်ဖရိတ်ပါလေဆိုလိုရှန်စောကဖရတ်တခေါင်ရေအတူဖန်ဆောင်လေဇာခါကပေါ်ရှိနေလေလို့ကျွန်တော်တို့ကြည့်ရခါမှာကျန်းစာကဖော်ပြစောကဖရတ်တခေါင်ဟိုအစာကပေါ်ရှိနေပါတယ်ဇာအရှင်ကစာမန်လေလူတီးထားလို့မတွေ့ပါတခုလေးမရှိခေါင်ကပေါ်အယံခောက်ကပေါ်သူ့စွနဲ့သူအလိုလိုရှိနေစောဖရတ်ဖရိတ်ပါတယ်အန်ဝပိုကောတယ်ရတော့ကြောလိုရန်ဒိုရှန်ပရိုပိုဆိုကေဖရတ်တခေါင်ကိုတယောက်လေးဖန်ဆောင်စောမဟုတ်ပါလူတီးဖန်ဆောင်လို့လည်းမရပါဖရတ်တခေါင်ရေလူကနေပြီးကေကြောင့်ကန်အော်ထောလို့ရိုဇာလိုဖိတ်လာရေဖရတ်တခေါင်လေးမဟုတ်ပါဖရတ်တခေါင်အော်ဖရမ်ဘေအရာခက်တင်ဖိတ်လာခဲ့ဆိုဖိတ်ပါတယ်ဒီနေ့ကျွန်တော်နေထိုင်ရကဘာဂရီကျွန်တော်မန်နီရရဲ့ grade နီတီလာတီနက်ခက်တာတီအားလုံးဆိုလေဖရတ်တခေါင်အော်ဖရမ်ဘေဖိတ်လာဆိုဖိတ်ပါတယ်ကျွန်တော်လူသားတီလေဖရတ်တခေါင်ဖန်ဆောင်ဆိုဖိတ်ပါတယ်ဖရတ်တခေါင်ဖန်ဆောင်ရေလူတီကဖန်ဆောင်ရှောင်းဖိတ်တဲ့ဖရတ်တခေါင်အကရောကိုအတိအကျလေးလာဖို့ခါပါတယ်ဖရတ်တခေါင်နဲ့ပတ်သက်လို့အတိအကျလေးလာတယ်ဘာသာရဲလေကဘာဂရီပေါ်မှာဒီနေ့ထပ်တီမရှိသိင်လို့ထောင်ပါတယ်နောက်ကျန်းစာတပိတ်ဖက်ပရရှောင်းပါတယ်ကျန်းစာအပရောင်ထာဝရအသက်ကိုရမီဟုစိတ်အထောင်နောတောင်တို့သည်ကျန်းစာကိုစေးစေးဂရေရှုကရာဤထိုကျန်းစာပေါင်ငါဤတတေဖရီလို့ဖော်ပြထားစောကိုတွေ့ရပါတယ်ကျန်းစာဆိုရယ်ဖရတ်တခေါင်ရှိရဆိုစောကိုတတိဖိတ်ပါတယ်ဒီနေ့လူတော်ဒီလာတီမှာဂိုင်နေငတ်တဲ့တမကျန်းစာဆိုရယ်ဖရတ်တခေါင်တေရှိဂရုကိုပေါ်ပြရတတိအထောက်ထောက်ဖိတ်တယ်ဆိုစောကိုနားလေရပါတယ်ဖရတ်တခေါင်ကိုဇာသူဖန်ဆောင်လေတီးချောင်ကေတခေါင်ယေရှုကိုတီးအော်အယံလုပ်ပါရပြီးကေကျန်းစာကိုလေးလာပါလို့ဇာကောလေးဆိုကေဖရတ်တခေါင်ရဲ့သူရှိစောကိုသူဤသားတော်ဖိတ်တဲ့အရှောင်းယေရှုဘာမှာထောင်လျှောက်ပြပါတယ်ရတော့အရှောင်းယေရှုကိုကျွန်တော်တို့သိရလို့ဆိုကေဖရတ်တခေါင်ကိုသိနေပါတယ်တမန်ကျမ်းစာကတောင်တီးရှောင်းတော်တီကိုဖရေရှောင်းပြပါလိမ့်မယ်ဖရတ်တခေါင်ကိုကျွန်တော်တို့ direct စူတောက်ပြီးကလေးမင်းလိုရပါတယ်အသားဟောင်းရဖရတ်ဖိတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့မိမရန်သမားတီကိုလေဖရတ်တခေါင်ဖရေပြီးပါတယ်တော့ဖရတ်တခေါင်အမန်တကေရှိလာဖရတ်တခေါင်ရဲ့အမန်တကေအသားဟောင်းရဲလာဆိုစောကိုမိတ်ဆွေတို့ကိုယ်တိုင်ဖရတ်တခေါင်ကိုမိမရန်လိုရပါတယ်ဒါပေမဲ့မိမရန်ဖို့လဲဆိုကိုရှိတဲ့နေရာကပေါ့ဖရတ်တခေါင်ကိုတော့အမန်တကေရှိလာဖရတ်တခေါင်ရှိလို့ကိုကျွန်တော်တို့ဇာပဲသိနေဖို့လဲတတိထူပါလို့မိမရန်ဖို့လို့ဆိုပါကေရဖရတ်တခေါင်ရေမိတ်ဆွေတို့ကိုတတိထူပြီးပါလိမ့်မယ်ကျန်းစာထဲမှာကျွန်တော်တို့ဆက်ပြီးတွေ့ရပါတယ်ငါ့ကိုခေါ်လို့ငါထူးမီခရီးတော်အရာတောင်မတိနေအောင်နန်းနေသောအရာတို့ကိုငါပရမီပရောဂျန်ဆိုကဖရတ်တခေါင်ကိုခေါ်ခဲ့ဖရတ်တခေါင်က brand ထူးမယ်ဆိုပြီးကတိပိထဆိုဖိတ်ပါတယ်
အတကောဖရတခေါင်ကိုခေါ်ကြပါငရုတ်တီဆိုစောစက်တေကုံတတိရှိပါတယ်ယကလေးကိုယ်တိုင်စာကရမှာပဲစက်တေအရာတာကိုခံစားရဆိုဖိတ်ပါတယ်ရပိတ်ပါဗျဖရတခေါင်လေအမန်တကယ်ရှိလို့ကိုကျွန်တော်တို့လက်တွေ့ကြကြသိချောင်လို့ဆိုပဲကိုယ်တိုင်ခေါ်ကြပါတတိရပါလိမ့်မယ်တပိကေနောက်ထပ်ကြံတပိတ်မှာယေရှုကငါသည်လန်ခရီဖရိတမတရလေးဖရိအသားလေးဖရိငါကိုအမိန်မပူလျောင်အဘေသူမြခမေးတော်ထံသို့မရောက်ရာတောင်တို့သည်ငါကိုတီးလျောင်ငါခမေးတော်ကိုမတီးပဲမနေရကဒီချမ်းဘိတ်ကဒါကိုပရောရှောင်ပါလေဆိုကြတခေါင်ယေရှုကိုအမိန်ပြုရလူဟုသမျှဆိုခမေးတော်ဖိုက်တဲ့ဖရတခေါင်ဘက်ကိုရောက်ရပါဖို့အရှောင်ယေရှုကိုတီးရလူတွေဆိုလေခမေးတော်ဖိုက်တဲ့ဖရတခေါင်ကိုတီးနေပါတယ်ရတော့ကောအရာခတ်တင်ကိုဖရတခေါင်ဖန်ဆောင်ရလို့ပရောရဲ့အခါမှာရဖန်ဆောင်ရဖရတခေါင်ကအတူဖန်ဆောင်လေလို့မင်းခွန်ဒီအများကြီးရှိပါတယ်ဖရတခေါင်ကိုတယောက်လေးဖန်ဆောင်ဆိုမဟုတ်ပါဖရတခေါင်ကိုလူတိဖန်ဆောင်လို့လည်းမရပါဖရတခေါင်ရဲ့အစအုပ်ကပေါင်းသူစောနဲ့သူအလိုလိုရှိနေတယ်ဖရတခေါင်ဖိတ်ပါတယ်ရဖရတခေါင်အဖရံပဲစကြဝဠာပေါ်လာတယ်ခရီတီနခတိနင်းတီလာတီအလုံးပေါ်လာတယ်အပိကတရိစန်တီလူတီစတိအဖရံရူပအရာအာရူပအရာအလုံးစောတယ်ဖရတခေါင်အဖရံပဲဖိတ်လာဆိုဖိတ်တယ်ဆိုရအကောကိုအပီတိတ်တွန်းရှောင်ပါရယ်ဂရနာရီလူအရောက်စီတိုင်းဖရတခေါင်ကောက်ကြည့်ပြီးပါစီ